ဒါနဆိုတာအလူကြီးပေးမှဒါနမဟုတ်ဘူးကိုယ်အိမ်လာတဲ့ဧည့်သည်ကိုတိခင်အခန့်ကျွေးမွေးတာလဲဒါနပဲမိသားစုဘဝမှာလည်းပဲအေးစားပါစေဆိုပြီးတော့ချက်ပြုတ်ကျွေးတာလာလဲဒါနပဲအလုံးကဒါနကိုယ့်ရှိတဲ့တိရစ္ဆာန်တွေကိုလည်းမျောလင့်ချက်နဲ့ကျွေးတာမဟုတ်ပဲနဲ့ဥပမာခွေးကြည့်လို့ရှိရင်လာတဲ့လူကြိုက်ဖို့ဆိုပြီးကျွေးတာမျိုးမဟုတ်ဘူးသူစားပါစေဆိုတာကျွေးတာကြောင်ကျွေးရင်လည်းကြွက်ခုံနိုင်အောင်ဆိုရဲကျွေးတာမဟုတ်ဘူးသူကသူစားနေတော့မယ်ဆိုတဲ့အကျဉ်းတရားနဲ့ကျွေးတာဆိုရင်ဒါဌာနတွေပဲတိရစ္ဆာန်လူတဲ့ဒါနဟာအစတရားကျူပေးတယ်လို့မြတ်စွာဘုရားပြောတယ်အစတရားဆိုတာနေတာမှမဟုတ်တာနော်ကိုကတစ်ခါလုပ်ရင်စတယ်လူတွေကတော့ထင်လိုက်ပဲကိုတစ်ခါလုပ်တာအစတရားမများလို့မလားဆိုမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုရင်ကိုလက်တွေ့ကြည့်ပေါ့တရစီလေးတစ်စီးပဲဆိုင်တစ်စီးဆိုင်ရင်တရသီးကတစ်လုံးပဲတီးတင်တာပေါ့ဘယ်ဟုတ်မလဲတရစီတစ်စီးဆိုင်လိုက်တာနဲ့တရပင်ကတီးလိုက်တာထောင်ချီဖြစ်နေအကျိုးဆိုအဲ့လိုတူပွားလာနော်တူပွားလာဒါနကောင်းမှုကအဲ့ဒီတစ်ပင်ဆိုင်တာနဲ့အလားတန်တူတယ်ပေါ့ကိုယ်ဆိုင်တုန်းကတစ်စီးပဲဆိုင်တယ်သို့တော့ရလာတဲ့ fruition တွေ fruit ပေါ့နော်အကျိုးတရားတွေကြတော့အများများစွာရတယ်လို့အေးလူသားတယောက်ကိုချင်းသီလမရှိတဲ့လမ်းပေါ်ကလူတယောက်ကိုတနာလို့ကျွေးလိုက်တယ်ဆိုရင်အစတစ်ထောင်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ကျွေးမယ်ဆိုအစတစ်သိန်းဒီလိုတုံ့ပြန်မှုတွေအားတွေကတော့မတူတတ်ဘူးဒီလိုမတူခြင်းဟာဘာကြောင့်လဲဆိုရင်အေးလေကြတိကုန်းမြေဆိုင်လို့ရှိရင်အသီးနဲ့မှာပေါ့မြေဩဇာရှိတဲ့မြေကိုဆိုင်မယ်ဆိုလို့ရှိရင်အသီးကြတာပေါ့ဒီလိုဟာတော့ကြွားချမှုရှိတယ်လို့သူတို့ဆိုဒါနကောင်းမှုနဲ့ပတ်သက်လာဒီလိုကွဲပြားခြားနာမှုရှိကိုချင်းသီလနဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲအစဉ်30ပြောရမှာကိုချင်းသီလလုပ်တဲ့အခါမှာဒီကိုပစ္စည်းအဆုံးခံပြီးတော့ကိုချင်းသီလကိုမဖြတ်တာသီလပါရမီကိုအင်္ဂါခြေလက်အဆုံးခံပြီးကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်တာသီလဥပပါရမီအသက်အဆုံးခံပြီးတော့ကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်လို့ရှိရင်သီလပရမတ္ထပါရမီလို့ဒီလိုဖြစ်တယ်အဲ့တော့ကိုချင်းသီလလည်းကောင်းတယ်ဒါနကောင်းမှုလည်းလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာနန္ဒီနောဒီဝလောကတမေနတ်ပြည်မှာဝမ်းမြောက်ဝမ်းသာဖြစ်ကြမှာအဲ့တော့နတ်ပြည်ရောက်တယ်ဆိုတာကုသိုလ်အများကြီးကြည့်အောင်လိုတာမဟုတ်ဘူးသူကဒီကုသိုလ်ကောင်းမှုဆိုတာရဲ့စွန့်ရည်တတ္တိကအမြဲတမ်းကြီးမားတယ်နော်အဲ့တော့အကုသိုလ်တွေလှုပ်ထားတဲ့အကုသိုလ်တွေရှိနေတာမဟုတ်လားတန်တရားမှာအကုသိုလ်တွေများရတဲ့နဲ့ဒီကုသိုလ်ကဘာဖြစ်လို့ဒီအကုသိုလ်တွေကြောင့်ငရဲမကြပဲနဲ့ဒီကုသိုလ်လေးနဲ့လှုပ်ထားဖြစ်နိုင်ပါမလားဆိုဖြစ်နိုင်တယ်ဘယ်လိုဖြစ်နိုင်တော့ဆိုကြောက်တုံးကြီးတုံးကကြောက်တုံးသေးသေးလေးပဲဖြစ်စေအကြီးပဲဖြစ်စေရေထဲချိုင်မြုပ်မှာပဲသို့တော့လေပေါ်တင်ကြည့်ပါလားအကြီးကြီးလည်းလေနဲ့တင်သွားရမမြုပ်တော့လေဆိုတာရှိတယ်လေသင်္ဘောပေါ်မှာတင်သွားလို့ရှိရင်ကြောက်တုံးအကြီးကြီးဟာလည်းမမြုပ်ဘူးသေလည်းမမြုပ်ထို့တူပဲကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်ကြမသွားဘူးလို့ဆိုလိုတယ်ပေါ့